ခုနတင်တဲ့ဗီဒီယိုထဲမှာတကယ်အရေးကြီးတာလေးကြမှာပြောဖို့ကြံခဲ့လို့ထပ်ပြီးတော့ဗီဒီယိုတင်လိုက်တာပါဒီခဲပြက်ခဲတံလေးနော်တကယ်အရေးကြီးပါတယ်ခဲပကြီးအတွက်စလေ့လာတဲ့အခါမှာချက်ချင်းတော့မလိုအပ်သေးပေမဲ့မျက်နှာအစိပ်ပိုင်းတွေသပင်တွေကိုလေ့ကျင့်တဲ့အခါမှာတော့မဖြစ်မနေကိုသုံးဖို့လိုအပ်တဲ့ခဲတံလေးပါခဲပြက်ခဲတံလေးပါမိုနိုဇီရိုလို့ခေါ်ပါရဲ့နော်အရင်ကလည်းဗီဒီယိုလေးလုပ်ပေးပူးပါတယ်အခုကမတိသေးတဲ့သူတွေအတွက်ပြောပြပေးနေတာပါနော်တစ်ချောင်းကို2000ကျော်လောက်ရှိပါတယ်သူ့ပုံစံလေးကအထက်ကခဲပြက်လေးကအလုံးပုံစံလေးနဲ့လာတယ်4000ပုံစံလေးနဲ့လာပါတယ်ကိုကတော့အလုံးအဝိုင်းပုံစံလေးပဲသုံးမှုပါသေးတယ်4000ပုံစံလေးတော့မသုံးမှုသေးပါဘူးတစ်ချောင်းကိုသုံးရင်အကြာကြီးခံပါတယ်အထက်ကခဲပြက်ကုန်ရင်ပြန်ပြီးတော့ဖြည့်လို့ရတဲ့ refill လေးလည်းလာပါတယ် refill ဝယ်လို့ရှိရင်လည်း4000အတွက်ရဲ့အလုံးအတွက်ရဲ့တက်စီရှိတာမို့မှားဝယ်မိမှာစိုးလို့ပါနော်ဒီမိုနိုဇီရိုလေးကအသေးစိတ်နေရာလေးတွေကိုအလင်းဖောက်ပေးရတဲ့အခါမှာအသုံးဝင်မှာအလင်းတက်လေးတွေကိုဖောက်ပေးရတဲ့အခါမျိုးပေါ့နော်ဒါလေးမဝယ်ထားနိုင်သေးရင်ရောရလားဆိုတော့ရပါတယ်ကျောင်းသုံးခဲပြက်ကိုပဲဓားလေးနဲ့ချွန်ချွန်လေးတစ်စောင်းလေးချွန်ထားပြီးတော့အဲ့ဒီခဲပြက်ချွန်ချွန်လေးနဲ့လည်းအလင်းဖောက်လို့ရပါဒါပေမဲ့ဒါလေးကတော့ပို့ပြီးတော့ကောင်းလာမို့လို့တတ်နိုင်မယ်ဆိုရင်တော့ဝယ်ထားသင့်ဖို့အတွက်အကြံပြုပါတယ်ရှင်